လူ244ဦးလိုက်ပါလာတဲ့အိန္ဒိယလေကြောင်းလိုင်းလေယာဉ်ပြတ်တက်ပြီးစက္ကန့်ပိုင်းအကြာမှာပြတ်ကျမင်္ဂလာပါပရိသတ်ကြီးတို့ရေဒီကနေ့ဇွန်လ12ရက်နေ့မှာတော့ဂူဂျာရတ်ပြည်နယ်အမာတာဘတ်မြို့မှာရှိတဲ့စာတာဘလန်ဟိုပတ်တဲ့နိုင်ငံတကာလေဆိပ်ကနေပြတ်တက်သွားပြီးမိနစ်ပိုင်းအကြာမှာပဲလေယာဉ်ပြတ်ကျမှုဖြစ်သွားခဲ့ရပါတယ်ဗြိတိန်နိုင်ငံလန်ဒန်မြို့ကိုဥတီပြန်တမ်းမဲ့အိန္ဒိယလေကြောင်းလိုင်းရဲ့လေယာဉ်တစ်စီးဟာအိန္ဒိယနိုင်ငံအနောက်ပိုင်းအာမီတာဘတ်မြို့ကနေစတင်ပြန်တက်ပြီးမကြာမီပြတ်ကျသွားခဲ့ပါတယ်ဒီလေယာဉ်ပေါ်မှာတော့လူပေါင်း240ကျော်စီးနင်းလိုက်ပါခဲ့တာဖြစ်ပြီးအိန္ဒိယလေကြောင်းပိုင်ခီးသည်တင်ရင်လေယာဉ်ဟာဂူဂျာရတ်ပြည်နယ်ထဲမှာပြတ်ကျပြီးမီးလောင်ပေါက်ကွဲသွားခဲ့ရပါအာမီတာဘတ်မှလန်ဒန်သို့သွားတဲ့ Air India လေယာဉ်ကတော့ကြာသပတေးနေ့မှာပြန်တက်ပြီးမကြာမီပြတ်ကျခဲ့ကြောင်း Money Control မှသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်လေယာဉ်ပေါ်မှာတော့လောင်စာအမြောက်အများပါရှိပြီးလေယာဉ်မိုး2ဦးနဲ့လေယာဉ်အမှုထမ်း10ဦးအပါအဝင်လေယာဉ်ပေါ်တွင်လူ244ဦးလိုက်ပါခဲ့ကြောင်းသိရပြီး၎င်းတို့အနက်169ဦးကအိန္ဒိယနိုင်ငံသားဗြိတိန်53ဦးကနေဒါနိုင်ငံသား2ဦးပေါ်တူဂီ9ဦးပါပြီးလက်ရှိမှာတော့လေဆိပ်ကိုပိတ်ထားရပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေရပဲဖြစ်ပါတယ်လေဆိပ်ကနေပြန်တက်ပြီးစက္ကန့်ပိုင်းအကြာအမြင့်ပေ625ပေကနေ AI-171 လေယာဉ်ရဲ့နောက်ဆုံးအချက်ပြမှုကိုရရှိခဲ့တာဖြစ်ပြီးအဲ့နောက်မှာ AI-171 လေယာဉ်ဟာလူနေအဆောက်အအုံတွေရှိရာကိုပြတ်ကျခဲ့တာဖြစ်ပါတယ်လေယာဉ်ပြတ်ကျသွားတဲ့နေရာဘက်ကနေမဲနက်တဲ့မီးခိုးလုံးကြီးတွေဥထွက်လာတာကိုတွေ့ခဲ့ရပြီးမီးသက်တွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့အရေးပေါ်အခြေအနေတုံ့ပြန်ရေးအဖွဲ့တွေဟာလေယာဉ်ပြတ်ကျတဲ့နေရာစီအပူတပြင်းသွားရောက်ပြီးမီးကိုငြိမ်းသက်ဖို့ကြိုးစားခဲ့ရတာပါလေယာဉ်ဘာကြောင့်ပြတ်ကျတယ်ဆိုတာကိုလောလောဆယ်မသိရသေးသလိုစုံစမ်းမှုတွေလည်းမလုပ်နိုင်သေးပဲကယ်ဆယ်ရေးနဲ့ရှာဖွေရေးကိုသာစွမ်းတမန်လုပ်ကိုင်နေကြပြီးဘယ်နေရာအသက်ရှင်လဲဆိုတာလည်းမသိရသေးပါဘူးမျက်မြင်အခြေအနေအရတော့လေယာဉ်ပြတ်ကျတဲ့နေရာမှာမီးတွေပြင်းပြင်းထန်ထန်လောင်ကျွမ်းနေပြီးထိခိုက်သေဆုံးမှုတွေရှိသလားအသက်ရှင်လွတ်မြောက်သူဘယ်လောက်များသလဲဆိုတာတွေကိုလည်းကယ်ဆယ်ရေးတွေကမထုတ်ပြန်သေးပါဘူးဘသူတွေသေဆုံးပြီးဘယ်မိသားစုတွေပါသွားလဲဆိုတာကိုတော့မသိရသေးရဖြစ်လို့အားလုံးပြီးကင်းမှုဆုတောင်းပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်။လူ244ဦးလိုက်ပါလာတဲ့အိန္ဒိယလေကြောင်းလိုင်းလေယာဉ်ပြတ်တက်ပြီးစက္ကန့်ပိုင်းအကြာမှာပြတ်ကျမင်္ဂလာပါပရိသတ်ကြီးတို့ရေဒီကနေ့ဇွန်လ12ရက်နေ့မှာတော့ဂူဂျာရတ်ပြည်နယ်အမာတာဘတ်မြို့မှာရှိတဲ့စာတာဘလန်ဟိုပတ်တဲ့နိုင်ငံတကာလေဆိပ်ကနေပြန်တက်သွားပြီးမိနစ်ပိုင်းအကြာမှာပဲလေယာဉ်ပြတ်ကျမှုဖြစ်သွားခဲ့ရပါတယ်ဗြိတိန်နိုင်ငံလန်ဒန်မြို့ကိုဥတီပြန်တမ်းမဲ့အိန္ဒိယလေကြောင်းလိုင်းရဲ့လေယာဉ်တစ်စီးဟာအိန္ဒိယနိုင်ငံအနောက်ပိုင်းအာမီတာဘတ်မြို့ကနေစတင်ပြန်တက်ပြီးမကြာမီပြတ်ကျသွားခဲ့ပါတယ်ဒီလေယာဉ်ပေါ်မှာတော့လူပေါင်း240ကျော်စီးနင်းလိုက်ပါခဲ့တာဖြစ်ပြီးအိန္ဒိယလေကြောင်းပိုင်ခီးသည်တင်ရင်လေယာဉ်ဟာဂူဂျာရတ်ပြည်နယ်ထဲမှာပြတ်ကျပြီးမီးလောင်ပေါက်ကွဲသွားခဲ့ရပါအာမီတာဘတ်မှလန်ဒန်သို့သွားတဲ့ Air India လေယာဉ်ကတော့ကြာသပတေးနေ့မှာပြန်တက်ပြီးမကြာမီပြတ်ကျခဲ့ကြောင်း Money Control မှသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။လေယာဉ်ပေါ်မှာတော့လောင်စာအမြောက်အများပါရှိပြီးလေယာဉ်မိုး2ဦးနဲ့လေယာဉ်အမှုထမ်း10ဦးအပါအဝင်လေယာဉ်ပေါ်တွင်လူ244ဦးလိုက်ပါခဲ့ကြောင်းသိရပြီး၎င်းတို့အနက်169ဦးကအိန္ဒိယနိုင်ငံသားဗြိတိန်53ဦးကနေဒါနိုင်ငံသား2ဦးပေါ်တူဂီ9ဦးပါပြီးလက်ရှိမှာတော့လေဆိပ်ကိုပိတ်ထားရပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေရပဲဖြစ်ပါတယ်။လေဆိပ်ကနေပြန်တက်ပြီးစက္ကန့်ပိုင်းအကြာအမြင့်ပေ625ပေကနေ AI-171 လေယာဉ်ရဲ့နောက်ဆုံးအချက်ပြမှုကိုရရှိခဲ့တာဖြစ်ပြီးအဲ့နောက်မှာတော့လေကြောင်းအမှတ် AI-171 လေယာဉ်ဟာလူနေအဆောက်အအုံတွေရှိရာကိုပြတ်ကျခဲ့တာဖြစ်ပါတယ်။လေယာဉ်ပြတ်ကျသွားတဲ့နေရာဘက်ကနေမဲနက်တဲ့မီးခိုးလုံးကြီးတွေဥထွက်လာတာကိုတွေ့ခဲ့ရပြီးမီးသက်တွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့အရေးပေါ်အခြေအနေတုံ့ပြန်ရေးအဖွဲ့တွေဟာလေယာဉ်ပြတ်ကျတဲ့နေရာစီအပူတပြင်းသွားရောက်ပြီးမီးကိုငြိမ်းသက်ဖို့ကြိုးစားခဲ့ရတာပါ။လေယာဉ်ဘာကြောင့်ပြတ်ကျတယ်ဆိုတာကိုလောလောဆယ်မသိရသေးသလိုစုံစမ်းမှုတွေလည်းမလုပ်နိုင်သေးပဲကယ်ဆယ်ရေးနဲ့ရှာဖွေရေးကိုသာစွမ်းတမန်လုပ်ကိုင်နေကြပြီးဘယ်နေရာအသက်ရှင်လဲဆိုတာလည်းမသိရသေးပါဘူး။မျက်မြင်အခြေအနေအရတော့လေယာဉ်ပြတ်ကျတဲ့နေရာမှာမီးတွေပြင်းပြင်းထန်ထန်လောင်ကျွမ်းနေပြီးထိခိုက်သေဆုံးမှုတွေရှိသလားအသက်ရှင်လွတ်မြောက်သူဘယ်လောက်များသလဲဆိုတာတွေကိုလည်းကယ်ဆယ်ရေးတွေကမထုတ်ပြန်သေးပါဘူး။ဘသူတွေသေဆုံးပြီးဘယ်မိသားစုတွေပါသွားလဲဆိုတာကိုတော့မသိရသေးရဖြစ်လို့အားလုံးပြီးကင်းမှုဆုတောင်းပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။လူ244ဦးလိုက်ပါလာတဲ့အိန္ဒိယလေကြောင်းလိုင်းလေယာဉ်ပြတ်တက်ပြီးစက္ကန့်ပိုင်းအကြာမှာပြတ်ကျမင်္ဂလာပါပရိသတ်ကြီးတို့ရေဒီကနေ့ဇွန်လ12ရက်နေ့မှာတော့ဂူဂျာရတ်ပြည်နယ်အမာတာဘတ်မြို့မှာရှိတဲ့စာတာဘလန်ဟိုပတ်တဲ့နိုင်ငံတကာလေဆိပ်ကနေပြန်တက်သွားပြီးမိနစ်ပိုင်းအကြာမှာပဲလေယာဉ်ပြတ်ကျမှုဖြစ်သွားခဲ့ရပါတယ်ဗြိတိန်နိုင်ငံလန်ဒန်မြို့ကိုဥတီပြန်တမ်းမဲ့အိန္ဒိယလေကြောင်းလိုင်းရဲ့လေယာဉ်တစ်စီးဟာအိန္ဒိယနိုင်ငံအနောက်ပိုင်းအာမီတာဘတ်မြို့ကနေစတင်ပြန်တက်ပြီးမကြာမီပြတ်ကျသွားခဲ့ပါတယ်။ဒီလေယာဉ်ပေါ်မှာတော့
လူပေါင်း240ကျော်စီးနင်းလိုက်ပါခဲ့တာဖြစ်ပြီးအိန္ဒိယလေကြောင်းပိုင်ခီးသည်တင်ရင်လေယာဉ်ဟာဂူဂျာရက်ပြည်နယ်ထဲမှာပြတ်ကျပြီးမီးလောင်ပေါက်ကွဲသွားခဲ့ရပါအာမီတာဘတ်မှလန်ဒန်သို့သွားတဲ့Air India လေယာဉ်ကတော့ကြာသပတေးနေ့မှာပြန်တက်ပြီးမကြာမီပြတ်ကျခဲ့ကြောင်းMoney Control မှသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။လေယာဉ်ပေါ်မှာတော့လောင်စာအမြောက်အများပါရှိပြီးလေယာဉ်မှူး2ဦးနဲ့လေယာဉ်အမှုထမ်း10ဦးအပါအဝင်လေယာဉ်ပေါ်တွင်လူ244ဦးလိုက်ပါခဲ့ကြောင်းသိရပြီး၎င်းတို့အနက်169ဦးကအိန္ဒိယနိုင်ငံသားဗြိတိန်53ဦးကနေဒါနိုင်ငံသား2ဦးပေါ်တူဂီ9ဦးပါပြီးလက်ရှိမှာတော့လေဆိပ်ကိုပိတ်ထားရပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေရပဲဖြစ်ပါတယ်။လေဆိပ်ကနေပြန်တက်ပြီးစက္ကန့်ပိုင်းအကြာအမြင့်ပေ625ပေကနေ AI-171 လေယာဉ်ရဲ့နောက်ဆုံးအချက်ပြမှုကိုရရှိခဲ့တာဖြစ်ပြီးအဲဒီနောက်မှာတော့လေကြောင်းအမှတ် AI-171 လေယာဉ်ဟာလူနေအဆောက်အုံတွေရှိရာကိုပြတ်ကျခဲ့တာဖြစ်ပါတယ်။လေယာဉ်ပြတ်ကျသွားတဲ့နေရာဘက်ကနေမဲနှက်တဲ့မီးခိုးလုံးကြီးတွေဥထွက်လာတာကိုတွေ့ခဲ့ရပြီးမီးသက်တွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့အရေးပေါ်အခြေအနေတုံ့ပြန်ရေးအဖွဲ့တွေဟာလေယာဉ်ပြတ်ကျတဲ့နေရာစီအပူတပြင်းသွားရောက်ပြီးမီးကိုငြိမ်းသက်ဖို့ကြိုးစားခဲ့ရတာပါ။လေယာဉ်ဘာကြောင့်ပြတ်ကျတယ်ဆိုတာကိုလောလောဆယ်မသိရသေးသလိုစုံစမ်းမှုတွေလည်းမလုပ်နိုင်သေးပဲကယ်ဆယ်ရေးနဲ့ရှာဖွေရေးကိုသာစွမ်းတမန်လုပ်ကိုင်နေကြပြီးဘယ်နေရာအသက်ရှင်လဲဆိုတာလည်းမသိရသေးပါဘူး။မျက်မြင်အခြေအနေအရတော့လေယာဉ်ပြတ်ကျတဲ့နေရာမှာမီးတွေပြင်းပြင်းထန်ထန်လောင်ကျွမ်းနေပြီးထိခိုက်သေဆုံးမှုတွေရှိသလားအသက်ရှင်လွတ်မြောက်သူဘယ်လောက်များသလဲဆိုတာတွေကိုလည်းကယ်ဆယ်ရေးတွေကမထုတ်ပြန်သေးပါဘူး။ဘသူတွေသေဆုံးပြီးဘယ်မိသားစုတွေပါသွားလဲဆိုတာကိုတော့မသိရသေးရဖြစ်လို့အားလုံးပြီးကင်းမှုဆုတောင်းပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။လူ244ဦးလိုက်ပါလာတဲ့အိန္ဒိယလေကြောင်းလိုင်းလေယာဉ်ပြတ်တက်ပြီးစက္ကန့်ပိုင်းအကြာမှာပြတ်ကျမင်္ဂလာပါပရိသတ်ကြီးတို့ရေဒီကနေ့ဇွန်လ12ရက်နေ့မှာတော့ဂူဂျာရက်ပြည်နယ်အမာတာဘတ်မြို့မှာရှိတဲ့စာတာဘလန်ဟိုပတ်တဲ့နိုင်ငံတကာလေဆိပ်ကနေပြတ်တက်သွားပြီးမိနစ်ပိုင်းအကြာမှာပဲလေယာဉ်ပြတ်ကျမှုဖြစ်သွားခဲ့ရပါတယ်။ဗြိတိန်နိုင်ငံလန်ဒန်မြို့ကိုဥတီပြန်တမ်းမဲ့အိန္ဒိယလေကြောင်းလိုင်းရဲ့လေယာဉ်တစ်စီးဟာအိန္ဒိယနိုင်ငံအနောက်ပိုင်းအာမီတာဘတ်မြို့ကနေစတင်ပြန်တက်ပြီးမကြာမီပြတ်ကျသွားခဲ့ပါတယ်။ဒီလေယာဉ်ပေါ်မှာတော့လူပေါင်း240ကျော်စီးနင်းလိုက်ပါခဲ့တာဖြစ်ပြီးအိန္ဒိယလေကြောင်းပိုင်ခီးသည်တင်ရင်လေယာဉ်ဟာဂူဂျာရက်ပြည်နယ်ထဲမှာပြတ်ကျပြီးမီးလောင်ပေါက်ကွဲသွားခဲ့ရပါအာမီတာဘတ်မှလန်ဒန်သို့သွားတဲ့ Air India လေယာဉ်ကတော့ကြာသပတေးနေ့မှာပြန်တက်ပြီးမကြာမီပြတ်ကျခဲ့ကြောင်းMoney Control မှသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။လေယာဉ်ပေါ်မှာတော့လောင်စာအမြောက်အများပါရှိပြီးလေယာဉ်မှူး2ဦးနဲ့လေယာဉ်အမှုထမ်း10ဦးအပါအဝင်လေယာဉ်ပေါ်တွင်လူ244ဦးလိုက်ပါခဲ့ကြောင်းသိရပြီး၎င်းတို့အနက်169ဦးကအိန္ဒိယနိုင်ငံသားဗြိတိန်53ဦးကနေဒါနိုင်ငံသား2ဦးပေါ်တူဂီ9ဦးပါပြီးလက်ရှိမှာတော့လေဆိပ်ကိုပိတ်ထားရပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေရပဲဖြစ်ပါတယ်။လေဆိပ်